အသက်18နှစ်မှာကျမတခင်လေးရဲ့အိတ်ဆောင်စေကံဖြစ်လာခဲ့တယ်။ညတိုင်းသူကျမကိုအလုပ်ကျွေးပြုခိုင်းတယ်။အသက်20မှာသူလက်ထက်တော်မယ်သူ့ရဲ့မျက်နှာသာပေးမှုကိုတာယာသွားမှစိုးလို့ဆိုပြီးကျမကိုပါအချက်30ရိုက်ခဲ့တယ်ပြီးတော့ဒဏ်ရာတွေအပြည့်နဲ့ကျမရဲ့ခန္ဓာကိုယ်ကိုထင်းထဲမှာပိတ်လောင်ပြီး3ရက်နဲ့3ညထမင်းငက်ထားခဲ့တယ်။သူမစ္စရှုနဲ့လက်ထက်တဲ့နေ့မှာပဲကျမမီးတုပ်ကိုယူပြီးကျမရဲ့ဝင်းလေးကိုမီးရှို့ပစ်လိုက်တယ်။ဒီနေ့ကစပြီးဒီလောကမှာချင်းလူဆိုတာမရှိတော့ဘူးစမ်းဟွာပဲကြံတော့မယ်စမ်းဟွာခုံချလိုက်ကိုမင်းကိုခေါ်သွားမယ်ကူတန်ကိုခေါ်သွားမယ်တခင်လေးသတင်းဆိုးပါချင်းလူရဲ့ဝင်းမီးလောင်နေလို့ပါသူအခုဘာလက်ကွက်သုံးပြန်တာလဲဒီလိုအချိန်မျိုးမှာအာယုံစိုက်ခံရအောင်လုပ်နေတာလားထွက်သွားစမ်းသူ့အကြောင်းဘာမှလာမတင်ပြနဲ့တော့အကယ်၍သူပြဿနာရှာရရင်သူ့ကိုကြိုးတုပ်ပြီးရိုက်နှက်လိုက်ဟုတ်ကဲ့တခင်လေးလွန်ခဲ့တဲ့10နှစ်ကတိုး2ယောက်မှာ1ယောက်ပဲရှိခဲ့တာတို့တွေထာဝရအတူတူရှိနေဖို့ကတိပေးခဲ့ကြတယ်တို့တွေဒီလိုမျိုးအဆုံးသတ်သွားမယ်လို့ဘယ်သူသိမှလဲမင်းဘာပဲလိုချင်ငါပေးမယ်ကျမငွေတုံး920ရဲ့ကျမရဲ့လွတ်လပ်ခွင့်နဲ့ထွက်သွားပြီးလက်ထပ်ခွင့်ပြုဖို့လိုချင်ပါတယ်ငါမင်းကိုငွေတွေပေးပြီးအစီကံဖြစ်ကနေလွတ်ပေးမယ်ဒါပေမဲ့ဒီနေ့ကစပြီးမင်းဟာပထမဆုံးအကြိမ်ဖြစ်ငါရဲ့အိတ်ဆောင်အစီကံဖြစ်လာရမယ်ကျမ30နှလုံးလုံးအောက်ကိုခဲ့ရတဲ့ဒီလူဟာလူစိမ်းတစ်ယောက်လိုခံစားခဲ့ရတယ်နောက်လ9ရက်နေ့မှာငါအိမ်တော်ရဲ့အနာဂတ်သခင်မနဲ့လက်ထပ်တော့မယ်သူကငါရဲ့ဝမ်းကွဲညီမဆိုတာငါနားလဲပါတယ်စုံစမ်းကြည့်တော့သူကတိမ်မွေ့ပြီးအကျင့်စာရိတ္တကောင်းမွန်တယ်လို့သိရတယ်မင်းသူ့ကိုကောင်းကောင်းအလုပ်ကျွေးပြုသ၍သူမင်းကိုခက်ခဲအောင်လုပ်မှာမဟုတ်ဘူးတိမ်မွေ့ပြီးအကျင့်စာရိတ္တကောင်းတဲ့သခင်လေးရှင်တကယ်ပဲမိမတွေအကြောင်းကိုနားမလဲပါလားမစ္စရှုကျေးဇူးပြုပြီးရေနွေးချမ်းတောက်ပါဦးအယံပူတယ်ငါကိုအပူလောင်နေပြီးချင်းလူနင်ဘလို့တော်ငါရဲ့အနာဂတ်ခဲဦးမောက်ကိုနာကျင်အောင်လုပ်ရဲတာလဲတယောက်ယောက်သူ့ကိုပါအချက်30ရိုက်စမ်းအိမ်တော်သခင်မကအိမ်ပေါ်တော်မရောက်သေးဘူးနင်ကဒီလောက်တောင်တတိကောင်းနေပြီလားတယောက်ယောက်သူ့ကိုထင်းထဲမှာပိတ်လောင်ထားလိုက်တင်ငန်းစာရသွားအောင်လုပ်လိုက်စမ်းမမချင်းလူမြန်ဒီဆေးကိုတောက်လိုက်ပါကျွန်တော်မမအတွက်လှုပ်ဝက်ပြီးကြိုပေးထားတာပါအဆောင်ရှောင်မင်းဘာလို့ငါ့ကိုကူညီပေးနေတာလဲတို့တွေတယောက်နဲ့တယောက်မတိကြပဲနဲ့စမ်းဟွာမင်းတကယ်ပဲငါ့ကိုမမှတ်မိတော့ဘူးလားကျမရဲ့နာမည်ရင်းကိုရှင်ဘလို့သိတာလဲမင်းကိုလက်ထပ်ဖို့ပတ်စံစုမယ်လို့ပြောခဲ့တဲ့ရွာထိပ်ကကောင်လေးလေးကူတန်းမင်းမေ့သွားပြီလားဂျိုးချောင်အန်ကမင်းလက်ထပ်ပြီးကလေးတွေတောင်ရနေပြီလို့ပြောခဲ့တာပျော်ရွှင်စရာဘဝနဲ့နေထိုင်နေတဲ့ဆိုလို့ကိုဒီနှစ်တွေတလျှောက်လုံးမင်းကိုလိုက်ရှာနေခဲ့တာမင်းအိမ်ရှိဆန်ရဲ့အိတ်ဆောင်စီကံဖြစ်သွားတယ်ဆိုတာသိရလို့ကိုအဆောင်ဖြစ်ခိုးဝင်လာခဲ့တာကိုဘယ်တော့မှလက်မထပ်ခဲ့ဘူးမင်းကိုပဲစောင့်နေခဲ့တာဒါဆိုသူ့ရဲ့10နှစ်တာတစ္ဆာရှိမှုတွေအားလုံးဟာဂျိုးချောင်အန်ရဲ့မူတာဝါဒကြောင့်ပျက်စီးသွားခဲ့ရတာပေါ့စမ်းဟွာယထာလုံးအစင်သစ်ဖြစ်ပြီးမြို့ပြင်ပတ်မှာတည်းရှိတယ်ဂျိုးချောင်အန်ဒီတစ်ချိန်တော့ရှင်ဖြစ်ချင်တဲ့အတိုင်းကျမတကယ်လုပ်ပေးပြီးရှင်ကိုဘယ်တော့မှလာမရှုပ်တော့ဘူးချင်းလူပင်ပါလေသူ့ကိုငါစီလာတွေးဖို့ပြောလိုက်ငါအတိတ်တွေကိုလက်လွတ်လိုက်ပါပြီဒါသူ့ကိုငါပေးခဲ့တဲ့စံထိုးလေးပဲချင်းလူတတိထားပါဦးမျက်လုံးဖွင့်ပြီးငါ့ကိုကြည့်ပါဦးငါမင်းကိုနောက်ဘယ်တော့မှအပြစ်မပေးတော့ဘူးငါမင်းကိုဘယ်တော့မှထပ်ပြီးအပြစ်မပေးတော့ပါဘူးစမ်းဟွာဖြည်းဖြည်းလုပ်ပါကိုပင်ပန်းအောင်မလုပ်ပါနဲ့ကိုပင်ပန်းအောင်ဟုတ်လားမျိုးစားမင်းရဲ့အိမ်တော်မှာအစားအစာမရှိဘဲနေခဲ့ရတဲ့နေ့ရက်တွေနဲ့နှိုင်းရှင်ရင်အခုဘဝကပြားရည်လိုချိုးမြိန်နေတာပါသခင်ကြီးကျွန်တော်တို့တောင်ပိုင်းကမျိုးလေးတစ်မျိုးမှာတခုခုတွေ့ခဲ့ရပါတယ်အဲ့ဒီမှာမစ္စချင်းလူနဲ့တပုံစံနဲ့တူတဲ့စားတောက်ဆိုင်ပိုင်ရှင်တယောက်ရှိနေလို့ပါငါအခုချက်ချင်းထွက်သွားမယ်နေပါဦးဒါတကယ်ပဲမင်းလားချင်းလူမင်းအသက်ရှင်နေသေးလို့တော်ပါသေးတယ်ချင်းလူငါနဲ့အတူမြို့တော်ကိုပြန်လိုက်ခဲ့ပါသခင်လေးချင်းလူကိုအဲ့ဒီမိထဲမှာတင်တေဆုံးသွားခဲ့ပြီလို့ပဲတတ်မှတ်လိုက်ပါရှင်းမှာရက်နေတဲ့အမျိုးသမီးကစမ်းဟွာပါကျမရဲ့ကူတန်ကကျမကိုစောင့်နေပါတယ်သခင်လေးကျမပျော်ရွှင်ရမှာပါသူတို့မွေးဖွားလာခဲ့ပြီးယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်အမွှာလေးတွေပါမင်းရဲ့မြင်းစည်းကွက်ရက်တီချက်ကမငြိမ်မသက်ဖြစ်နေတဲ့ရှမ်းဖန်နောက်ထပ်အခါတရာထက်လှုပ်ဆန်းမင်းကကိုခံပညာသင်တန်းကျောင်းကိုဆက်ခံရမဲ့သူလေးမင်းပြင်းနေလို့မရဘူးကျွန်တော်နယ်ဆက်ကိုသွားချင်တဲ့စစ်သူကြီးဂျိုးချောင်အန်ကစစ်တီ1000ကိုတယောက်တည်းထိုးဖောက်တိုက်ခိုက်ခဲ့တာအဲ့ဒါတကယ်သူရဲကောင်းပဲအဲ့ဒီလူအကြောင်းကိုထပ်မပြောနဲ့တော့အဖေအမေချန်ဖုန်းကိုလန်းကိုလျှောက်ဖို့ထွက်သွားပါပြီကျွန်တော်နာမည်တစ်လုံးရလာတဲ့ခါကျရင်ပြန်လာပြီးအဖေနဲ့အမေကိုလှုပ်ကြွေးပါမယ်အဲ့ဒီကောင်စုပ်လေးမိရင်သူ့ခြေထောက်ကိုရိုက်ချိုးပစ်မယ်အဲ့ဒီမျက်လုံးတွေကသူနဲ့ကွက်တီတပုံစံတည်းပဲစစ်တီတစ်ဂျိုးဖုံးစစ်သူကြီးထံသတင်းပို့အပ်ပါတယ်မင်းနာမည်ကဂျိုးဖုံးဟုတ်လားဒီနေ့ကစပြီးမင်းငါရဲ့ကိုရံတော်တက်ထဲဝင်ရမယ်မင်းကိုငါကိုယ်တိုင်လေ့ကျင့်ပေးမယ်ကျွန်တော်စစ်သူကြီးကိုစိတ်ပြတ်အောင်မလုပ်ပါဘူးစစ်သူကြီးဂျိုးဖုံးမင်းကငါရဲ့မိဟောင်းဆွေဟောင်းတယောက်နဲ့အရန်တူတာပဲသူကငါအနားမှာအစေခံတယောက်ဖြစ်ခဲ့ဘူးတယ်ငါအသက်10နှစ်မှာအိမ်တော်ကိုရောက်တော့သူကငါကိုစောင့်ရှောက်ပေးနေပြီးနောက်တော့ငါအမွေခံဖြစ်လာတဲ့အခါသူ့ကိုအဝတ်စားကောင်းတွေအစားအစာကောင်းတွေနဲ့အိတ်ဆောင်အစေခံယာတူးပေးတာဟာသူ့ကိုကောင်းကောင်းဆက်ဆံတာလို့ငါထင်ခဲ့တာသူကသူ့ရဲ့ငယ်ချစ်ဦးနဲ့လက်ထပ်ဖို့ထွက်သွားခြင်းတယ်လို့ပြောခဲ့တယ်။ငါကမနာလိုစိတ်တွေအလွန်ပြင်းထန်ပြီးသူ့ချစ်သူကလက်ထပ်သွားပြီလို့မူတာဝါဒသုံးခဲ့တယ်။အဲ့ဒါဆိုသူငါအနားမှာနေလိမ့်မယ်လို့ငါထင်ခဲ့တာဒါပေမဲ့ငါရဲ့မင်္ဂလာဦးညမှာပဲသူမိရှုပြီးအရာအလုံးကိုပြချစေခဲ့တယ်။အဲ့ဒီနောက်ပိုင်းဘာဖြစ်သွားလဲ။စစ်သူကြီးသူ့ကိုရှာတွေ့ခဲ့လား။ရှာတွေ့ခဲ့ပါတယ်သူတကယ်ပဲပျော်ရွှင်နေခဲ့တယ်သူနေအောင်ကြီးအောက်မှာရက်ပြီးသူ့နာမည်ကအခုတော့စမ်းဟွာလို့ကိုကိုပြောခဲ့တယ်စစ်သူကြီးရုပ်ရှင်ရီကတ်တွေအတွက် follow လုပ်ထား